ဒါကတော့မိသားစုကြားတွေကဟာတာလေးနှုတ်ထားပါကလေးဖြစ်သူပြောတာကအဲ့ဒီထဲမှာဘာတွေလဲဟင်အမေကပြန်ပြောတာကဩသွားပြန်အမ်းမဲ့ပစ္စည်းတွေပါတားရဲ့မိမိကတားရဲ့ဖေဖေရဲ့သုံးနှဟောင်းနေတဲ့ခြေအိတ်တွေကိုငွေသားအဖြစ်ဘလို့ပြောင်းလဲပြစ်မလဲဆိုတာစောင့်ကြည့်လိုက်စမ်းပါတားဖြစ်သူကသူတို့ဓာတွေကိုပြန်လက်ခံမှာမဟုတ်ပါဘူးတစ်ဖက်ဆိုရင်အမေရိကရုတ်တရုတ်လောက်ထားလို့ကျဲသီးမျက်လုံးတွေတောင်ပါနေပြီလေအမေကပြန်ပြောတာကမိမိကပစ္စည်းပြန်အမ်းတဲ့နေရာမှာဘယင်ပါပဲဆရာကြီးတယောက်ရဲ့လက်ရာကိုကြည့်ထားလိုက်ဆိုင်ရောက်တဲ့အခါအမေကပြန်ပြောပြနေတဲ့ပုံစံသူကဘောက်ချာ receipt လိုတယ်လို့ပြောနေတာပေါ့အဲ့ဒီတော့မိမိကရှင်ကကျမဒီမန်ကိုမဝယ်ခဲ့ဘူးလို့ပြောချင်တာလားကျမကိုလူလိန်လို့ပြောနေတာလားလို့ပြန်ပြောလိုက်ရောအဲ့ဒီမှာတင်သူကမဟုတ်ပါဘူးဒါဆိုရင်တော့ဆိုင်သုံး credit store credit ပေးလို့ရမယ်တဲ့မိမိကဆိုင်သုံး credit ကိုလက်ခံမလားမိမိကအဲ့ဒါမျိုးတွေနဲ့မကစားဘူးမိမိကငွေသားပဲလိုချင်တာချုံငိမ့်နဲ့အောင်ပွဲပဲပေါ့ဒါတွေမကတ်သေးဘူးအကောင်းဆုံးအပိုင်းကကြံသေးတယ်ကလေးကဟောမိမိမှာဘောက်ချာကတစ်ချိန်လုံးရှိနေတာပဲကိုဘာလို့အစားတွေကမတုံးတာလဲအမေကပြန်ပြောတာကကိုစိန်ခေါ်မှုလုပ်ချင်လို့လေမှတ်တမ်းတင်ထားလိုက်တော့အချစ်လေးကလေးဖြစ်သူကဟောကြည့်အောင်ဒီစာမျက်နှာကတရက်ထဲနဲ့ပစ္စည်းသုံးခါသွားအန်းလုံးကမှတ်တမ်းပဲမှတ်မိလားလူဝီအဲ့ဒီတုန်းကမင်းရည်တက်တွေစုပြီးဝါဖြိုးနေတဲ့အချိန်လေးလူဝီအဲ့ဒါကြက်သားတွေပါဗျာနောက်ထပ်ဇလန်းကောင်းလေးတွေကြည့်ရအောင်အပေါင်းလေးနဲ့အသေးလေးပေးခဲ့ပါအောင်ရှင်